အာမခံထားတဲ့ဆိုတာရေးတကြီးချက်ချင်းလုပ်ရမယ်အလုပ်လားAACC မေဖို့ရှိမှလုပ်ရမယ်အလုပ်လားမိတ်ဆွေဘယ်လိုထင်ပါလဲမြန်မာပြည်မှာတော့အများစုကအာမခံဆိုတာကို AACC လုပ်ရမယ်လို့မေဖို့ရှိမှလုပ်ရမယ်လို့မထားမဖြစ်ထားရမယ်ဆိုမှထားကြတဲ့အလုပ်မျိုးလို့ဖြစ်နေပါတယ်မိတ်ဆွေတို့အနေနဲ့တစ်ချက်စဉ်းစားကြည့်လိုက်ပါအကယ်၍မျက်ဖြန်မှာကျွန်တော်တို့ဟာမော်တော်ယာဉ် accident တစ်ခုခုကြုံတွေ့ရမယ်အဲ့ဒီအတွက်350ကုန်ကြမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့မလုပ်မှာပါလေအကယ်၍ကျွန်တော်တို့ဟာမတော်စားမှုတစ်ခုခုကြုံတွေ့ပြီးတော့ကွယ်လွန်ကြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုတွေအတွက်အခြေအနေမပြည့်နေနိုင်အောင်စားနိုင်အောင်350အရင်နဲ့ရှိပါတယ်အကယ်၍ကျွန်တော်တို့ကနောက်6လတစ်နှစ်နေလို့ရှိရင်လေဖြတ်မယ်ကင်ဆာလိုယောဂဝေဒနာမျိုးဖြစ်မယ်ကြောက်ကပျက်စီးမယ်အသေးအစားထိုးရမယ်စတဲ့ကိုယ်ငါအစိပ်ပိုင်းတွေစားထိုးရမယ်စတဲ့ပြင်းထန်ယောဂတွေကြုံရမယ်ဆိုလို့ရှိရင်အဲ့လိုယောဂတွေအတွက်ကုသဖို့အတွက်ကျွန်တော်တို့မှာအရန်နဲ့ဆောင်ထားတဲ့အစီအစဉ်ရှိပါလား350မျိုးဆောင်ထားတာရှိပါလားကျွန်တော်တို့အများစုမှာတော့မရှိပါဘူးအဲ့လိုအခြေအနေမျိုးကိုကြုံရပြီဆိုတော့မှကျွန်တော်တို့ဟာမိသားစုတစ်ခုလုံးဥဆွေးဝန်းနေစွာနဲ့ဒီအခြေအနေကိုကျွန်တော်တို့ဖြည့်ရှင်းကြရတာအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကအာမခံထားမယ်ဆိုလို့ရှိရင်တော့ဒီလိုအခြေအနေအတွက်ကျွန်တော်တို့မိသားစုမှာပူပင်တော့ကကင်းကင်းနဲ့နေနိုင်ရမှာဖြစ်ပါတယ်အာမခံဆိုတာအပူကုန်ကြစည်မဟုတ်ပါသူ့ထားတဲ့ကုန်ကြစည်နဲ့ပြန်ရမယ့်ပမာဏနဲ့စိတ်ချမ်းသာမှုနဲ့ချိန်ဆစဉ်းစားကြည့်လိုက်ပါမိမိတို့ချစ်ခင်ရတဲ့လူတွေအတွက်ပူပင်ကြောင်းကြမှုမရှိစိတ်အေးချမ်းသာစွာနေနိုင်မှုအတွက်ကြိုတင်ပေးထားတဲ့ခိုင်မာတဲ့ကစီကားတစ်ခုပါပဲအကယ်၍မတော်တဆမှုတစ်ခုဖြစ်လာခဲ့ရင်တော့ငါမှအာမခံရှိတယ်ဆိုတဲ့စိတ်အေးချမ်းသာမှုနဲ့ကားမောင်းနိုင်တဲ့အခြေအနေမျိုးငါမှပြင်းတဲ့ယောဂဖြစ်လာခဲ့ရင်တော့မှစိတ်ကူးစားစိတ်ပူပင်စရာမရှိဘူးဆိုတဲ့စိတ်အေးချမ်းသာမှုမျိုးနောက်ဆုံးငါတည်သွားခဲ့ရင်တော့မှငါမိသားစုတွေအပူပင်ရှိနေနိုင်အောင်ငွေကြေးခဲ့ခင်မရှိအောင်ထားခဲ့နိုင်တယ်ဆိုတဲ့စိတ်အေးချမ်းသာမှုမျိုးနဲ့နေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့အမြင်သဘောထားလေးကိုလေ comment လေးမှာရေးပြခဲ့ပါဦးအာမခံဆိုတာချက်ချင်းထားရမယ့်အလုပ်လား easy ထားရမယ့်အလုပ်လား